နေ့ကတော့ချစ်ဆုံးလေးနဲ့အတူတူကြေးဥစားမှာပါအခုတော့ကြေးဥဆိုင်ကိုရောက်နေပါပြီကဲမှားထားတာလေးတွေကလည်းရောက်လာပြီကြေးဥစီချက်ကြက်သားလေးနဲ့ရှယ်နဲ့ပေါ်တော့ကိုကစားတယ်ကြေးဥစားရင်လေခင်းယူအဲ့လိုချင်းဆက်လေးမှကြိုက်တာအဲ့လိုချင်းချင်းဆက်ဆက်ကလေးကြိုက်တယ်ပြီးတော့လေရန်ကုန်မှာကြေးဥကိုအကြိုက်ဆုံးဆိုရင်ဒီဆိုင်ကိုပဲကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆိုင်အဲ့လိုလက်လို့အသားလုံးလေးတွေက fresh ဖြစ်တယ်လို့ခံစားရတယ်အရန်နာမည်ကြီးရဲ့ရန်ကုန်ကအဲ့ဒီကြေးဥဆိုင်ဆိုလို့ရှိရင်ကိုစားပင်မဲ့လေအဲ့ဒီလိုအသားလုံးလေးတွေလေအဲ့လိုအသားလုံးလေးတွေကြီးပဲမဟုတ်ဘဲနဲ့လေပြုတ်ထားတဲ့အသားခေါ်မလားယင်အဲ့လိုမျိုးလေအရသာတွေပါနေမထားဘူးပြုတ်ထားတဲ့အသားမဟုတ်တာမျိုးလေရေလုံးပြုတ်လိုမျိုးဖြစ်နေရလေစက်သားကိုလှီးတယ်ရိုးလှီးပြီးတော့ဒီတိုင်းလေအဲ့ဒါမျိုးဝဲပါတဲ့ဟာဆိုမကြိုက်ဘူးဒီဆိုင်ကအဲ့လိုမဟုတ်ဘူးအဲ့လိုပြုတ်ထားတဲ့အသားတွေမဟုတ်ဘဲနဲ့အသားလုံးလေးပါတယ်ပြီးတော့သူ့ရှိမှာဝတ်သားတို့ထိုမိုက်တယ်အဲ့ဒါလည်းရရဲနော်ကီယုံကိုကကြတော့ပြောတော့ဘိုက်သိမ့်မစားဘူးတဲ့ပြောတော့အခုတော့သူကုံတော့မယ်ဟောပြောရင်တော့ကုံသွားပြီဗျာအတန်သွင်းနိုင်လေးရလေခုမှလုတ်ခူးတာဆိုတော့ဂျာနည်းနည်းလွယ်နေရဲ့ပြဆက်စားလိုက်အောင်မယ်နော်နောက်နေ့လဲစားကောင်းတာလေးတွေကိုတင်ပေးပါအောင်မယ်နော်ဘိုင်ဘိုင်